စီဝင်ဖြည့်ပါပြီစီဖြည့်ပြီးမြို့ထဲကပြန်ထွက်လာပါပြီယောနည်းတော့မောင်းနေလေမောင်ရဲ့မဲချိုရိုက်ခွေးရွာဝယ်ဖြစ်ပါတယ်ဒါလေးကတော့မဲချိုရိုက်ခွေးလုပ်ခဲ့တဲ့ရွာလေးပေါ့နော်ဒါပြီးမှရိုက်ပြမယ်နောက်ပဲဒီဘက်မှာကဒါကအရင်ကနောက်ဝင်တဲ့ရိုက်ခဲ့တာပေါ့နော်နောက်ဝင်တဲ့ရိုက်ခဲ့တဲ့ဒါနေရာလေးပါနောက်ဝင်တဲ့ရိုက်ခွေးလောက်ခဲ့တဲ့နေရာလေးပါဒီ location မှာတော့နေရာတွေကကဲဒီကရွာဆိုတာလောလောဆယ်ကမဲချိုအရင်ရိုက်ခဲ့တဲ့ရွာပဲပေါ့နော်ဒါပေမဲ့အခုလောလောဆယ်မှာကတော့ဒီကွင်းထဲမှာကခေါင်းကြီးပြန်လာပြီဆိုတဲ့ဇာတ်ကားပေါ့နော်ဒီမှာရိုက်နေတယ်လေဒီမှာရိုက်ခဲ့တာပေါ့နော်ခေါင်းကြီးပြန်လာပြီဆိုတဲ့ဇာတ်ကားထပ်တော့မထွက်သေးပါဘူးအခုရိုက်နေစေဖြစ်ပါတယ်ဟုတ်ထဲဝင်ပြီဆိုရင်ဒီမှာဒါအရင်ရိုက်ခဲ့တဲ့ကားတွေနော်မဲဆန်းပွင့်မဲချိုရွာဒီရွာလေးထဲမှာရိုက်တာနော်ဒါကတော့ပင်းတရမျိုးတည့်ရပင်ကြေးရွာထဲကရိုက်ကွေးလုပ်တဲ့အိမ်လေးဖြစ်ပါတယ်နော်ဒါလုံးဝလူမနေပါဘူးဒီမှာရွာလို့လုံးဝရွာကြီးလို့စောက်ထားတာပါနော်ဒီထဲမှာဒါမဲချိုတို့စမ်းပွင့်တယ်အခုကောင်းကြီးပြန်လာပြီဆိုတဲ့ဇာတ်ကားတွေဒီထဲမှာရိုက်တာပါနော်ဒါဆိုလုံးဝလူမနေပါဘူး background အိမ်လေးပဲ background အိမ်လေးလုံးဝလူမရှိပါဘူးဗျာလုံးဝလူမရှိပါဘူးအများကြီးပဲဗျအိမ်ကြီးပေါင်းတော့အထက်မှာရွာလေးနော်ဟိုရွာလေးလို့လောက်တာလုံးဝတော့လူမနေဘူးအသေးရဲ့လုံးဝလူမနေတဲ့ရွာလို့ပေါ့ဒါပေမဲ့ရက်ကွေးတည်တဲ့လောက်ထားတာပါဒီရွာလုံးကြီးဒါလေးဆို background အိမ်လေးပဲဖြစ်ပါတယ်ပြောင်းဆိုလူခိုင်အရန်ကြီးလောက်ထားတာမဟုတ်ပဲရိုက်ကွေးထဲမှာအဆင်ပြေအောင်လည်းရိုက်လောက်ထားတဲ့အိမ်လေးဟိုဘက်ထိတ်ကတော့တကြီးအိမ်ပေါ့နော်နှစ်ထပ်အိမ်ဒါသူတို့ရိုက်ကွေးထဲမှာပါတယ်တကြီးအိမ်တို့ပါလို့ဒီဘက်မှာလည်းအများကြီးပဲနော်ဒီဘက်ချမ်းကတော့အရင်မဲချိုရဲ့အိမ်လေးပါနော်မဲချိုအိမ်လေးပါဒါပေမဲ့ပြန်လိုက်ပြီလို့ဒါလေးကပြန်လိုက်ပြီဆိုရင်ဖြစ်ပုံစံလေးကတော့ချိန်သွားပြီပေါ့နော်ဒါလေးကပြင်ထားတာပါဒါအရင်တော့မဲချိုရဲ့အိမ်လောက်ထားပေါ့နော်ဝင်းနေရနဲ့ဘာနဲ့ညာလဲတန်ရှင်းပါပဲထင်ပါတယ်ကဲထဲဝကြည့်တယ်ဒါနော်ဒါပြင်လိုက်တဲ့မဲချိုအိမ်ပဲဖြစ်ပါတယ်လောကတရဖြစ်သွားပါပြီလားလူတော့လုံးဝမနေခဏထဲလုံးဝလူမနေပါဘူးညာဘာမှမရှိပါအထဲမှာရိုက်ကွေးတည်တဲ့အိမ်ကြီးရိုက်ကွေးလုပ်တဲ့အိမ်ကြီးပေါ့နော်ကဲဒီနေ့အတွက်တော့အားလုံးပဲဒီလောက်ပါပဲနောက်မှပြန်တွေ့ကြမယ်နော်